အခုခေတ်မှာ Gmail ဆိုတာဖုန်းတစ်လုံးရဲ့မရှိမဖြစ်လို့တောင်ပြောလို့ရပါတယ် Play Store တောင်းတာကအစ Facebook TikTok နဲ့အရေးကြီးတဲ့လုပ်ငန်းကိစ္စတွေအထိ Gmail နဲ့ပဲချိတ်ဆက်ထားတာပါဒါပေမဲ့ဒီ Gmail ထဲမှာအခုကျွန်တော်ပြောပြမယ့် security အချက်တွေကိုမလုပ်ထားဘူးဆိုရင်တော့ဒီအကောင့်ဟာအချိန်မရွေး hack ခံရနိုင်ပါတယ်အချက်လက်တွေအခိုးမခံရစေဖို့အတွက် Gmail အသုံးပြုသူတိုင်းမဖြစ်မနေလုပ်ထားသင့်တဲ့ security နဲ့ပတ်သက်တဲ့ setting တွေကိုဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားပါမယ်ဒီလိုမျိုးကြိုးရှိတဲ့နည်းလမ်းကောင်းလေးတွေကိုအမြဲတမ်းတင်ပေးနေတာမို့လို့ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ထားပေးဖို့နဲ့ဒီဗီဒီယိုလေးကိုလည်း like လုပ်လေးနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်ပထမဆုံးအစီအကံတွေစပြီး like လုပ်ကြည့်ရအောင်နော်နံပါတ်1ချက်အနေနဲ့ two step verification 2FA ကိုဖွင့်ထားပါ two step verification ဆိုတာတည့်ရဲ့ Google အကောင့်လုံခြုံရေးအတွက်အရေးကြီးဆုံးအလွှာတစ်ခုပါ password တစ်ခုတည်းနဲ့တင်မလုံလောက်တော့တဲ့ဒီဘက်ခေတ်မှာဒါကိုဖွင့်ထားဖို့ကမဖြစ်မနေလိုအပ်ပါတယ်တာမန်အဖြစ် password တည်ရုံနဲ့အကောင့်ထဲဝင်လို့ရပေမဲ့ 2FA ဖွင့်ထားရင်တော့တစ်ဖက်လူကကိုယ့်ရဲ့ password ကိုသိသွားရင်တော့ကိုယ့်ဖုန်းထဲကိုပို့တဲ့ကောက်ဒါမှမဟုတ်ဒီ notification prompt မရှိဘဲအကောင့်ထဲဝင်လို့မရပါဘူးဒါကြောင့်မို့ Gmail ကောက်တစ်ခုပိုင်ဆိုင်ထားပြီးဆိုရင်မဖြစ်မနေလုပ်တည်တဲ့အချက်ထဲမှာထိတ်ဆုံးကနေပါနေတာပါဒါဆိုရင် 2FA ဖွင့်တဲ့နည်းလမ်းလေးကိုတခါတည်းလောက်ပြပေးသွားပါမယ် 2FA ဖွင့်ဖို့အတွက်ကိုအရင်ဦးဆုံးဖုန်းရဲ့ Google Chrome နဲ့ကိုသွားလိုက်မယ်โอเคဒါမျိုးတွေ့မယ်ဆိုလို့ရှိရင်ညာဘက်တောက်ကဒီကောက်ရဲ့ logo လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင် manage your Google account ဆိုပြီးတော့ပေါ်လာမယ် manage your Google account ကိုတစ်ချက်နှိပ်လိုက်မယ်ဒါပြီးလို့ရှိရင်အောင်းနာလေးမှာဒီမှာ security sign in ဆိုပြီးတော့ရှိတယ် security sign in နဲ့ကိုသွားလိုက်မယ်โอเคပြီးလို့ရှိရင်ဒီမှာ two step verification က off နေတယ်ဒီကောင်ကိုဖွင့်ပေးရမယ်နော် two step verification လေးကိုတစ်ချက်ဝင်လိုက်မယ်ဒီနေရာမှာကိုယ့်ရဲ့ account password ကိုတောင်းပါမယ်ဒီမှာဆိုလို့ရှိရင်ဒီ screen lock နဲ့လောက်တာဆိုလို့ရှိရင်ကိုယ့်ရဲ့ screen lock ကိုတစ်ချက်နှိုက်ပေးလိုက်ပါနော်အခုဒါဆိုလို့ရှိရင်ဒါမျိုးတွေ့ရမယ်ဒါဆိုရင် two step verification ကိုတစ်ချက်နှိုက်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အောင်းနာလေးဆွဲချလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာ authenticator ဆိုပြီးတော့ရှိတယ်ဒီ authenticator လေးကိုတစ်ချက်လောက်နှိုက်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ဒီညာရောက်ပြီဆိုလို့ရှိရင်ဒီမှာ set up authenticator ကိုတစ်ချက်နှိုက်လိုက်မယ်โอเคပြီးလို့ရှိရင်ဒီ QR code လိုမျိုးပေါ့နော်ဒီကောင်လည်းကြတော့ဒီဖုန်းမှာပဲဒီ authenticator app ကဒီဖုန်းမှာပဲရှိရဖြစ်တဲ့ကြောင့် scan လုပ်လို့မရဘူးပေါ့နော် scan လုပ်လို့မရဘူးဆိုလို့ရှိရင်အောက်ကစာကိုနှိုက်လိုက်မယ် can scan it ဆိုပြီးတော့နှိုက်လိုက်မယ်ဒါဆိုလို့ရှိရင်သူကောက်ချပေးပြီပေါ့နော်ကောက်ချပေးတာလေဒီကောက်ကို sorry ဒီကောက်ကို copy ကူးလိုက်မယ်နော်ဒါဆိုလို့ရှိရင်ဒီကောင်ကို copy ကူးလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်အောက်နားလေးမှာ night ဆိုတာရှိတယ် night လေးနဲ့တွားလိုက်မယ်နော်โอเคဒီမှာဆိုလို့ရှိရင် enter ကောက်ဒါဆိုလို့ရှိရင်ဒီနေရာကောက်ထည့်ဖို့အတွက်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ဖုန်းရဲ့ဒီ alert cloud နဲ့တစ်ချက်ထွက်လိုက်မယ်နော်ဒီ alert cloud နဲ့ချက်ထွက်လိုက်မယ်ကြရဆိုလို့ရှိရင် Google Play Store ကနေတွားပြီးတော့ဒီ authenticator app ကိုတွားပြီးတော့တက်တာအောင်မယ်နော် Google Play Store ထဲဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီ server မှာ Google authenticator app ဆိုပြီးတော့ဒီမှာရိုက်ချလိုက်မယ်နော်โอเคဒါဒီကောင်လေးပါဒါကတော့ဒီဖုန်းမှာတော့ဒီကောင်က download ဆွဲရပြီးသားဆိုတော့ open နဲ့ဖွင့်ပြီးတော့ဝင်လိုက်မယ်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ဒီအောက်မှာအပေါင်းလက္ခဏာရှိတယ်အပေါင်းလက္ခဏာကိုတစ်ချက်နှိပ်ပြလိုက်မယ်နော်ဒီအောက်နားလေးမှာအပေါင်းလက္ခဏာရှိတယ်အပေါင်းလက္ခဏာကိုတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ scan and QR code ရှိမယ်ပြီးလို့ရှိရင် enter accept key ရှိမယ်နော်ဒါဆိုလို့ရှိရင်ဒီနေရာကို enter accept key ကိုပဲရွေးပြလိုက်မယ်တစ်ချက်နှိပ်လိုက်မယ်โอเคကောက်နိုင်နေရာမှာဒီမှာကိုယ့်ရဲ့ account number ကိုထည့်လိုက်ပါနော်ကောင်းတဲ့နေရာမှာကောင်းနာမည်ထည့်ပြီးလို့ရှိရင်ရွာကီးဆိုတာခဏဒီ copy ယူထားတဲ့ဒီ key ကိုပြောတာပေါ့နော်ခဏ copy ယူခဲ့တဲ့ key ကိုဒီမှာတစ်ချက် paste လုပ်ထည့်လိုက်ပါနော်အဲ့ဒါပြီးလို့ရှိရင် add club ကိုနှိပ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ဒီမှာတစ်မိနစ်တစ်ကြိမ်ဒီကုတ်လေးကပြောင်းနေတာပေါ့နော်ဒီကောင်လေးကိုတစ်ချက် copy ယူလိုက်မယ်ပြီးလို့ရှိရင်ဒီ menu နဲ့တွားလိုက်မယ်အဲ့ဒါပြီးလို့ရှိရင် Chrome နဲ့ပြန်လာမယ်ဒီ enter ကုတ်နေရာမှာဒီကုတ်လေးကို paste လုပ်ထည့်လိုက်ပါနော်အဲ့ဒါပြီးလို့ရှိရင် reply ကိုနှိပ်ပြလိုက်မယ်ဆိုလို့ရှိရင်တန်းအောင်ကိုနှိပ်ပြလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာ authenticator မှာဒီမှာသူကအမှတ်ချစ်ပြသွားပြီပေါ့နော်နောက်တစ်ခုက phone number ပေါ့နော် phone number မှာကဒီထည့်ခြင်းလဲရတယ်နော်ဒါမြန်မာပြည်မှာဆိုလို့ရှိရင်တော့မထည့်တာတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့
ထဲလေကောက်ကမကြောက်ဘူးညီမဖုန်းနံပါတ်နဲ့ဆိုရင်လေအဲ့ဒါကြောင့်ဒီကောင်ဒီမှာတော့မလုပ်ပြတော့ဘူးဗောနော်ကိုထည့်ကျင်တယ်ဆိုလို့ရှိရင်ခဏနီးတိုင်းပဲထဲကုတ်ကြတာလေဆိုလို့ရှိရင်တုံးလို့ရတယ်ဗောနော်ကုတ်မကြောက်ဘူးဆိုရင်တော့တုံးလို့အဆင်မပြေဘူးဗောနော်ဒါတော့ကိုရဲ့ Gmail account လုံကြအောင် 2FA ခံတဲ့နီးလန်းလေးပါ 2FA 2 step verification ကိုဖွင့်ထားတာကောင်းပြီပဲခုတတိထားရမှာကတခါတလေကြရင်ဒီလုံခြုံရေးစနစ်ကကိုအကောင့်နဲ့ပြင်ဝင်လို့မရအောင်ပိတ်မိသွားစေတတ်ပါတယ်ဥပမာကိုဖုန်းပြောက်သွားတာမျိုးဒါမှမဟုတ်စိတ်ကပြတ်သွားလို့ဖုန်းစီကို SMS ကုတ်ရောက်မလာတော့တာမျိုးပေါ့ဒီလိုမျိုးရေးပေါ်အခြေအနေတွေအတွက်သူတင်ပြင်ဆင်ရမယ့်ဒီလန်းလေးကိုအခုဆက်ပြီးတော့ကြည့်လိုက်ရအောင်ဒီလိုမျိုးရေးပေါ်အခြေအနေတွေအတွက်ကြိုပြီးတော့ပြင်ဆင်ထားသည့်တဲ့အချက်က backup ကုတ်လေးတွေကိုထုတ်ထားတည်တယ်ပေါ့နော်အဲဆိုလို့ရှိရင် backup ကုတ်ကဘယ်လိုထုတ်ရမလဲကုတ်ထုတ်တဲ့ဒီလန်းလေးကိုဆက်ပြီးတော့ပြပြပေးသွားပါမယ်အရင်ဦးဆုံး backup ထုတ်ဖို့အတွက်ကိုပထမဒီအရင်ဆုံးဒီ Chrome ကနေပဲဝင်မယ်ပြီးလို့ရှိရင်ဒီအကောင့်ရဲ့ logo ပုံစံတွေကိုသွားမယ်ပြီးလို့ရှိရင် manage your Google account တွေကိုဝင်မယ်ပြီးလို့ရှိရင်ဒီ security sign in တွေကိုပဲပြန်ဝင်မယ်ဒါပြီးလို့ရှိရင်ဒီ two step verification တွေကိုပဲဝင်လိုက်မယ်နော် okay ဒီနေရာမှာသူက screen lock တောင်းလို့ဆိုရင် screen lock ထည့်ပေးလိုက်ပါဟုတ်ပြီပြီးလို့ရှိရင်အောင်းတာလေးဆွဲချလာပေါ့နော်ဒီမှာ backup code ဆိုပြီးတော့ရှိတယ်ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပြီးရှိရင်ဒီနေရာမှာ backup code ဆိုပြီးတော့ရှိတယ်ဒီကောင်လေးတစ်ချက်နှိပ်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒီကုတ်တွေကိုတောင်းလို့ဆွဲထားပါဒါမှမဟုတ်စာအုပ်တောက်တဲ့ဒီ backup ကုတ်လေးကိုဒီ backup ကုတ်လေးတွေကိုတောင်းလို့ဆွဲထားပါဒါမှမဟုတ်စာအုပ်တောက်တဲ့မှာတည်တည်ချာချာချရေးထားဖို့အကြံပြုချင်ပါတယ်တကယ်လို့ဖုန်းပြောက်သွားလို့ဘယ်လိုမှအကောင့်ထဲဝင်လို့မရတော့တဲ့အခါမျိုးမှာဒီကုတ်တစ်ခုကိုရိုက်ထည့်လိုက်တဲ့နဲ့အသေးကောက်တွေကိုအလွယ်တကူပြန်ဝင်နိုင်မှာဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။ဒုတိယချက်အနေနဲ့ recovery phone နဲ့ recovery email ထည့်သွင်းထားဖို့ကလည်းအလုံးကိုရေးကြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့အေးရဲ့ password ကိုမေ့သွားတာပဲဖြစ်ဖြစ်အဆိုးဆုံးအနေနဲ့အကောင့်အဟက်ခံရလိုက်တာပဲဖြစ်ဖြစ် recovery အချက်လက်တွေရှိနေမှဒါအေးရဲ့အကောင့်ကိုပြန်လည်ဆယ်ယူလို့ရမှာဖြစ်ပါတယ်။ဒါကိုဒါကြိုတင်မလုပ်ထားဘူးဆိုရင်အကောင့်ဆုံးရှုံးသွားတဲ့အခါပြန်ယူဖို့ဒီလမ်းမရှိတဲ့လောက်ခက်ခဲသွားပါလိမ့်မယ်။ဒါဆိုရင်ဒီအရေးကြီးတဲ့ recovery အချက်လက်တွေကိုဘယ်လိုထည့်သွင်းရမလဲဆိုတာကိုဆက်ပြီးတော့လုပ်ပြပေးသွားပါမယ်။ recovery အောင်းတဲ့ recovery email ထည့်ဖို့အတွက်ကိုအရင်ဦးဆုံးဒီအပေါ်အကောင့်ရဲ့ logo ကိုပဲပြန်ထည့်လိုက်မယ်။ဒီမှာ manage your Google ထဲကိုပဲပြန်သွားမယ်နော်။ပြီးလို့ရှိရင် security and sign in တွေပဲပြီးလို့ရှိရင်အောင်းနာလေးဆွဲချလာလိုက်ပါနော်။အောင်းနာလေးဆွဲချလာလို့ဒီမှာ recovery phone ရဲ့ recovery email ရဲ့ဆိုပြီးတော့ရှိနေတယ်နော်။ဒါဆိုလို့ရှိရင်ဒီနေရာမှာ recovery phone ကိုဖုန်းနံပါတ်ထည့်ဖို့အတွက်ဒီမှာတစ်ချက်နှိပ်လိုက်မယ်။ screen lock တောင်းရင် screen lock ထည့်ပြလိုက်ပါနော်။ပြီးလို့ရှိရင် app recovery phone ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီနေရာမှာမြန်မာလို့ပြအောင်ပါနော်။ okay ပြီးလို့ရှိရင် nice နဲ့သွားလိုက်မယ်။ okay nice နဲ့သွားလိုက်မယ်နော်။ပြီးလို့ရှိရင် save ကိုနှိပ်လိုက်ဟုတ်ပြီပြီးလို့ရှိရင် back နဲ့ပြန်ထွက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာ recovery email ကိုပြန်ပြီးတော့ပြန်ထည့်မယ်နော်ဒီနေရာမှာတခြားကိုယ့်ရဲ့ email account တစ်ခုကိုထည့်လိုက်မယ်နော်ပြီးလို့ရှိရင် save နှိပ်လိုက်မယ်okay ဆိုလို့ရှိရင်သူက reply your recovery email ဆိုပြီးတော့ပြရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆိုဒီ email တွေကိုတွားပြီးတော့ကောက်တည်ယူမယ်နော်ကောက်ယူဖို့အတွက်ကို Gmail ထဲကိုဝင်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာ Google ကဒီပို့ရတဲ့ email reply လုပ်တဲ့ကုတ်လေးရပြီပေါ့နော်ဒီကုတ်ကို copy ယူလိုက်မယ်လို့ရှိရင်ဒီနေရာမှာထည့်ပေးလိုက်ပါနော်ပြီးရင် reply နှိပ်ပေးလိုက်ပါနော်ဆိုလို့ရှိရင် recovery mail လည်းထည့်လို့ပြီးပြီပေါ့နော်ဒါကတော့ Gmail account တစ်ခုအတွက် two step verification ပြီးရင်ဒုတိယမြောက်အရေးကြီးဆုံးအချက်ဖြစ်တဲ့ recovery phone နဲ့ email ထည့်သွင်းတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ဘာကြောင့်ဒါကအရေးကြီးတာလဲဆိုတော့ကိုယ့်ရဲ့ password ကိုမေ့သွားတာပဲဖြစ်ဖြစ်အဆိုးဆုံးအနေနဲ့အကောင့် hack ခံလိုက်ရတာပဲဖြစ် recovery အချက်လက်တွေရှိနေမှာဒါကိုယ့်အကောင့်ကိုပြန်ပြီးတော့ဆယ်ယူလို့ရမှာပေါ့နော်ဒါကိုဒါကြိုတင်မလုပ်တာဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail account ဆုံးရှုံးသွားတဲ့အခါပြန်ယူဖို့နည်းလမ်းမရှိတဲ့လောက်ခက်ခဲသွားပါလိမ့်မယ်အခုလိုအစစ်စစ်လှုပ်ဆောင်ပြီးသွားပြီဆိုရင်ကိုယ့်အကောင့်ကတကယ်ရောလုံခြုံရဲ့လားဆိုတာကို Google ရဲ့ security check နဲ့နောက်ဆုံးစစ်ဆေးကြည့်မယ်ဆိုတော့စစ်ဆေးဖို့အတွက်ဆိုလို့ရှိရင်ခဏအတိုင်းပဲပေါ့နော်ဒီ manage your Google account ကနေတော့မယ်ပြီးလို့ရှိရင်ဒီမှာ security and sign in နဲ့ပဲပြန်ဝင်လိုက်မယ်နော်ပြီးလို့ရှိရင်ဒီအပေါ်မှာသူကအမှတ်ချက်အစိမ်းရောင်နဲ့ပြရတာပေါ့နော်ဒါကောင်လုံးစိမ်းနေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကဒီအတိုင်းအတာတစ်ခုစိတ်ချလို့ရပြီပေါ့နော်အခုပြောပြသွားတဲ့ချက်လက်တွေကိုတေချာလိုက်လောက်ထားမယ်ဆိုရင်တော့ဒီကိုယ့်ရဲ့ Gmail account ဟာရင်ကထက်စာပေါင်းများစွာပို့ပြီးတော့လုံခြုံသွားမှာကြပါလေဒီပညာနဲ့ပတ်သက်တဲ့သုံးသပ်မဲ့ချက်လက်တွေကိုအမြဲလေးလံနိုင်ဖို့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲစင်ပေးကြပါစေဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်